မင်္ဂလာပါရှင်မိသားစုတွေအတွက်အဝတ်လျှော်ရတာပို့ပြီးတော့လွယ်ကူမြန်ဆန်စေတဲ့ Higher Brand က 15kg Fully Auto အဝတ်လျှော်ဆက်နဲ့ဒီနေ့မိမိမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် 15kg ဝင်ဆက်နဲ့ capacity ပါဝင်တာကြောင့်မလို့အဝတ်စားအများကြီးစောင်းအေးခင်းလိုမျိုးအထက်ကြီးတွေကိုလည်းတစ်ခါတည်းနဲ့လျှော်နိုင်ပါတယ်ရှင်မော်တာပိုင်းမှာဆိုရင်တော့ BLDC inverter motor ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့အတန်ငြိမ်ငြိမ်နဲ့လဲပတ်နိုင်ပြီးတော့လျှက်စစ်အားလည်းပုံမတက်တာစေပါရှင်နောက်ထပ်လည်း wash program 10မျိုးတောင်ပါဝင်လို့အဝတ်စားအမျိုးအစားအလိုက်အဆင်ပြေပြေရွေးချယ်လျှော်ဖို့နိုင်ပါတယ်ရှင်ဒါအပြင် stainless steel drum ကိုအသုံးပြုပေးထားပြီး pillow drum design ကြောင့်အဝတ်အစားပျက်စီးမှုတွေကိုလည်းပုံမပြီးတော့ကာကွယ်ပေးနိုင်ပါတယ်ရှင် Airline fashion ပါဝင်လို့ရှော့ပြီးနောက်မှာလည်းအဝတ်စားတွေကို6သွေးမြန်ဆက်စေပြီး tech clean fashion ကလည်းဆက်အတွင်းပိုင်းကိုတန်ရှင်းနေအောင်ကူညီပေးပါတယ်ရှင်လုံခြုံရေးအတွက်ဆိုရင်လည်း China function နဲ့မီးပြက်ပြီးပြန်လာတဲ့အခါမှာလည်းအလိုလျောက်ဆက်လက်အလုပ်လုပ်ပေးနိုင်တဲ့ auto restart function လည်းပါဝင်ပါတယ်ရှင်ဒါကြောင့်မိသားစုတွေအတွက်အရေးသွေးကောင်းကောင်းနဲ့အသုံးပြုရလွယ်ကူပြီးယုံကြည်စိတ်ချရတဲ့အဝတ်လျှော်ဆက်ကိုရှာနေရဆိုလို့ရှိရင်တော့ Higher ကရွေးချယ်တဲ့ brand တစ်ခုပဲဖြစ်ပါတယ်ရှင်။မိမိတို့ဆိုင်မှာဆိုလို့ရှိရင်တော့ Higher brand က 15kg အပြင် 12kg, 10kg နဲ့ 8kg ဆိုပြီးတော့ရွေးချယ်စရာလေးလည်းရှိပါတယ်နော်။အဝတ်လျှော်ဆက်နဲ့ပတ်သက်ပြီးသိချင်တာလေးရှိရဆိုလို့ရှိရင်လည်းမိမိတို့ရဲ့ comment မှာရေးခဲ့ပေးလို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။